ဆုပ်ပြီးတော့မှဆွဲထားတာပေါ့နော်လေပင်ဒီလိုမျိုးလေးထက်ဆွဲတဲ့အခါမှာမှကြတော့ဒီလိုမျိုးထက်ဆွဲတဲ့အခါကျဆိုလို့ရှိရင်ဒီလေပင်လေးကိုဒီရှေ့ချမ်းလေးကိုဒီလိုမျိုးနောက်ကိုနည်းနည်းလေးပုံမှန်နဲ့ဆုပ်ပြီးဆွဲထားတဲ့အတွက်ကိုတိုးဆွဲထားတဲ့အတွက်ကိုဒီလေနိုးတော့ကထက်เสียမလို့တော့တာဆိုရင်လေပင်လေးခေါက်ပါပြီဆိုရင်ပြီးရင်ဒီအောက်ကအနာကိုလည်းမတို့သူ့လိုပဲခုံလေးတွေပုံမယ်နော်နောက်ချမ်းလိုပဲအဲဆိုရင်ဒီမှာနော်တောက်ဆုံးတဲ့နေရာနှစ်ခုကိုထည့်လိုက်မယ်ခဏရည်ပြီးရင်ဒီနေရာကအလဲနေရာဖြစ်တဲ့အတွက်သူ့ကိုတစ်ခွဲဆိုလို့ရှိရင်ဟိုဘက်ကို6စိတ်ပြီးရင်အပေါ်ကို4စိတ်တက်မယ်ပြီးရင်ပုံမှန်တိုင်းပဲတစ်ခွဲဒီမှာကျတော့ဘာလို့6စုပဲဆိုလို့ရှင်သူမှာခောက်ရတဲ့ဖြစ်တယ်ခောက်ကြောင်းဖြစ်တဲ့အတွက်ဖြတ်လိုက်တဲ့ခါကျရင်ဒီကအဝက်ကလေးကအလဲမှာဖြစ်နေမယ်နော်ရလေးပဲသူကခုံလေးတွေဖြစ်သွားပြီဆိုရင်ဒီမှာမလိုအပ်တဲ့မတို့ဒီတောက်ကြီးကိုဖြတ်ထုတ်ရမယ်ဘယ်ကိုသွားမလဲဆိုလို့ရှိရင်မတို့ကဒီကိုသူနဲ့ပီပီထိကနေပြီးတော့အပြည့်ပြည့်ဆုံးလေးသူကိုပြန်ဆွဲလိုက်တောက်ခွဲလိုက်နော်ထောက်ဆွဲတာတွေသိကြနော်အရင်ဖက်နေမှာပြန်ပြီးတော့မှကြည့်လိုက်မယ်နော်ဒီတောက်ထည့်ထားတွေပါလေသိကြနော်ဆိုရင်သူကရှေ့ချမ်းလေးရပြီဒီရှေ့ချမ်းကိုကြာတော့မှာတော့ခောက်ချောင်းနဲ့ယူမှာဆိုလေဒီမှာခောက်ချောင်းမယ်နော်ဒီလိုရှိရင်ဒီမှာချုပ်စာတွေအကုန်လုံးထုံမယ်နော်ပပလေးဘေးမှာလည်းဘေးချုပ်စာထုံမယ်အဲဆိုရင်နောက်ချမ်းရပြီရှေ့ချမ်းရပြီနော်မတို့ပိတ်စညက်မှာဖြစ်တဲ့အတွက်နောက်ချမ်းကိုဒီမှာနော်နှစ်ခေါက်ခောက်ထားပြီးတော့မှတင်မယ်တင်ပြီးသွားလို့ရှိရင်ဒီအောက်ဘက်မှာကျတော့ချုပ်စာထည့်ရမယ်ဒီဘက်မှာဇစ်စာချင်ရမယ်ဒီဘက်ကိုနေရာချလိုက်နော်မတို့ကချုပ်စာတွေကိုပပလေးခြံပြီးပြီဆိုရှင်မတို့ဇာညက်ပြီနော်နောက်မှကျတော့ဇစ်စာပါမယ်ဒီဒါဒီဇစ်စာလေးကိုဖောက်လိုက်မယ်
နောက်ချမ်းရပြီဆိုတော့ဒီဟာပပက်လေးကိုလှိမ့်မယ်နော်မင်္ဂန်နဲ့လှိမ့်မယ်တောက်လေးကိုလှိမ့်ပြီးတော့မှချုပ်မယ်ဒါဆိုရင်နောက်ချမ်းကိုဒီမှာကွက်စာကွက်မယ်ဆိုရင်နောက်ချမ်းကချုပ်လို့ရပြီနော်နောက်ချမ်းလေးပြီးသွားပြီဆိုတော့ရှေ့ချမ်းလေးကိုပါတော့ဒီမှာခောက်ကြောင်းလေးနဲ့ခောက်ထားတယ်ဒါလေးကိုတင်လိုက်မယ်နော်ဒီမှာနော်ပေထိန်းနဲ့နှစ်ချမ်းလုံးကိုမတို့အညီထားမယ်သူ့ကြားမှာကြတော့ပါရှိမလဲဆိုရင်ဒီဘက်ကချုပ်စာရှိမယ်ဒီဘက်ကချုပ်စာရှိမယ်သူတို့နှစ်ခုကိုယူထားမယ်ခါမြင့်ကိုခါမြင့်နဲ့အညီပဲထားမယ်နော်ပုံမှန်လည်းပဲဒီမှာချုပ်စာလေးမှာတော့ထောက်လိုက်မယ်နော်ရှေ့ချမ်းကိုလည်းမချုပ်စာလေးတွေထုတ်ပြီးသွားရင်တော့ညက်လိုက်ပြီနော်စားပြီးတော့ကဲမင်္ဂန်လေးတွေလိမ့်မယ်နော်အကုန်လုံးပြီးလို့ရှိရင်ဒီဘက်လက်ဘင်းကိုကွတ်စာလေးညှက်မယ်ဒီဟာကိုလည်းပဲကွတ်စာလေးညှက်မယ်နော်ပြီးလို့ရှိရင်ရှေ့ချမ်းလည်းရပြီနောက်ချမ်းလည်းရပြီဆိုလို့ရှိရင်မတို့ချုပ်ကြမယ်နော်ဒီကတော့ပုံမှန်တိုင်းပဲမတို့ရဲ့ဟိုလက်ဖောင်းအထောင်လေးနဲ့လက်ဖောင်းကြလေးဆိုတော့မညက်ပြတော့ဘူးနော်အရင်ညက်ထားတဲ့ပူရိုဖိုင်လေးမှာကြည့်ပြီးတော့ညက်လို့ရပါတယ်နော်အဲဒါဆိုရင်အကုန်လုံးပြည့်စုံပြီဆိုတော့ကွတ်စာလေးတွေညက်ပြီးတော့မှချုပ်ကြမယ်နော်